လူရှင်လူရှင်ကာချာဒီမာဒီနာရာဒီဒီလာရာဒီအာမေအာမေအာမေညာလူညာအိုညာလူညာအိုဒီရမကဝေနာသာလေးဝေနာသာလေးဒီလိုနာရတိယောအာရတော်နာအာရတော်နာဒီတေရေလူနာတေရေသေသူဒီမာရေမြတ်သေသူဒီမာရေမြတ်ဒါတို့သမီးတို့လည်းပညာတတ်ကြီးဖြစ်ပါစေနော်အားလုံးပဲနော်ကျမ်းမချမ်းသာကြပါစေနော်ဆရာမပြောတဲ့ကနာတော့မှာနော်အားလုံးပဲနော်အားလုံးပဲကျမ်းမချမ်းသာကြပါစေတောင်းသမီးတို့နော်သင်္ကန်းညီတော်ပရိုက်တာအဖွဲ့အခုဆိုရင်ကျွန်တော်တို့ဒါခေအားကုန်းပေါ့နော်ကြီးတာကျွန်တော်ဒါသုံးဝမြို့နယ်ကတောင်းသူတောင်းသားလေး52ဦးဆရာမ3ယောက်ဒါဟာရဒါနကျွန်တော်ရောက်ပြီးတော့အယူတန်းတာပါအဲ့တော့ဘုရားဆရာကျောင်းဆရာမလို့နည်းနည်းပဲလူရှင်တွေပေါ့ဘလို့လေးကျွန်တော်လူရှင်တွေပေါ့ဘလို့လေးဒါပြောကြနေတယ်လူရှင်တွေပေါ့တော့ဆရာမပြောကြတယ်ကတော့အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တောင်းရကြတော့ကွင်းတဲ့ကြောင်းဖြစ်တဲ့အတွက်ကလေးတွေကအစင်းရဲနွမ်းပါကြတယ်ပေါ့နော်အလူရှင်တွေဆိုတာလည်းလမ်းဖက်ခဲကြောင်မလာတဲ့မြောက်ဖြစ်တာများပါတယ်ကိုတို့ခွဲတကူကြီးလာရောက်ပြီးတော့လူတန်းတဲ့ညံဝမ်းသာပြီးလာတယ်ကျေးဇူးလည်းတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကလည်းဒါအခုလိုပြောတဲ့အတွက်ဝမ်းသာဝမ်းမြောက်ဖြစ်ပါတယ်ဒီเจ้าတော့ကျွန်တော်နောက်တစ်ခေါက်ပေါ့နော်ဒါเจ้าလာဦးပါလားနောက်တစ်ခေါက်သူ့ဘုံနှစ်ခေါက်ပြင်းနေဖြစ်နေပေါ့ကျွန်တော်တို့လူသားတော့အဲ့အတွက်လည်းဆရာမတို့လည်းကျွန်တော်ပြောကြချင်ပါတယ်ဒါလူသားပေးတာကတော့နာကံကောင်းမှုကြောင့်အတိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘဝကိုရောက်ရွှေလင်းမနဲ့အချင်းစီမင်းတွေပမာရွှေရောင်တောင်းပညာသင်လဲမပူရမြတ်တပန်းလာသူတရားကရုဏာမြတ်ဝန်းများနဲ့ဝိုင်းဝန်းစာနာထားမေတ္တာတရားတရားထားကြလို့ကြွေပင်ပေါင်းပရာဟိတခေါ်ပညာလေးမှာလမ်းတော်မူသောပန်းတွေပေါင်းရွတ်နုညာတဲ့ကြပြစံထုံးတော်ဒေါက်တာပီတိမျက်နာပိုင်ရှင်တွေအတွက်ပြုံးကိုစီယာပရာဟိတရဲ့မွန်မြတ်သောမေတ္တာဆံရည်တဘောကရုဏာမြတ်ဝန်းများနဲ့ဝိုင်းဝန်းစာနာထား